ချစ်စရာတာယာပျော်ရွှင်ခြင်းနဲ့ပြေဝခဲ့တာတာယာပျော်ရွှင်ခြင်းနဲ့ပြေဝခဲ့တာ
အခုလောက်ရကြောတရက်ပေါ့နော်ဟုတ်ကဲ့အဲ့တော့သာသနာတာနင်းစသာသနာတော်ကြီးကိုချီးမြှင့်သာသနာပေါင်းချီးမြှင့်တွတ်မယ်လို့ဆိုတော့အလူတကာကကိုအေးရွှဲတဲ့အလူမကမရွှေမိတယ်နော်အဲ့ဒါကြောင့်သာသနာတာနင်းစသာသနာတော်ကြီးကိုရွှေမျိုးစတယ်ပေါ့ဗျာမြန်မာလူကလေးလူကြီးနားလည်အောင်ဆိုရင်ဖြင့်ရွှေမျိုးစကြတဲ့နေ့ပဲလို့ဆိုရင်တော့မမှားဘူးပေါ့ဗျာအဲ့ဒါကြောင့်ဒီသာသနာတော်ကြီးမှာခဏတို့ကျွန်တော်တို့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဘာလဲလို့ဆိုတော့ဒီနေ့ရှင်ပြူပွဲနတ်ပြမယ်နေ့လို့ခေါ်တယ်ဗျာနော်အဲ့တော့သူ့အဖွားကတော့ဒေါ်ကြီးတဲ့အဖိုးကတော့ကျွန်တော်တို့ကိုတိုးရဲ့ရောက်ခမဦးတော်လို့ခေါ်ပါတယ်ခင်ဗျာယခုလိုသာသနာတန်နဲ့သာသနာတော်ကြီးနဲ့ရွှေမျိုးတတ်နေတဲ့နေရာမှာအမတမသီလရှင်ကလည်းတပါးဟောရှင်သာမဏေနဲ့ပြည့်ပြည့်စုံစုံလှူဒန်းတဲ့နေရာမှာလှူဒန်းတာပဲလို့လဲလို့ဆိုတော့သာသနာတော်ကြီးနဲ့သာသနာပေါင်းသွတ်သွင်းတဲ့နေရာမှာတဲ့ဘယ်လိုသွတ်သွင်းတယ်လဲလို့ဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာထုံးတန်းစင်လာပေါ့ဗျာနော်အဲ့ဒါကြောင့်ထုံးအိုးဆိုတာရှေးထုံးပေါ့ဗျာမိရေဆိုတာကမိရေခန်းတယ်ဆိုတာကကျွန်တော်တို့တဦးနဲ့တဦးမေတ္တာခန္ဓာသစ်ပင်ပြောက်တယ်ဆိုတာကတော့ဘာလဲလို့ဆိုတော့သစ္စာတရားမရှိကြတာအဲ့ဒါကြောင့်ဒီခုလိုလှူတယ်တန်းတယ်ဆိုတာတခြားမဟုတ်ဘူးထိုးကွဲလေမိရေခန်းပြောက်သစ်ပင်ပြောက်တော့ဦးတော်ကျွန်းပြန်မောမမမဲဘေးရန်တွေ့ကြုံကောင်းမှာထုံလုံးစုံစဉ်းစားသတိထားတဲ့ဒါကသတိထားဖို့ပြောနေတာလားအခုလှူတယ်တန်းတယ်ဆိုတာလေကျွန်တော်တို့ရှင်းချုံပြထုံမကွဲဘူးဟောမေတ္တာဆိုတာကကိုဓမ္မမိတ်ဆွေတွေကိုဖိမှန်တကားပြီးတော့ဟောတမျိုးလုံးဆိုလို့ကိုအေးကျွေတို့အလူအမားလူတကားတို့အလူတကားတို့အလူအမားတို့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ကိုဖိမှန်တကားပြုပြီးတော့ကျွေးမွေးတယ်ဆိုတာကနေ့ရအပြည့်ရှိတယ်ဗျနေ့ရအပြည့်ရှိတယ်နော်သစ်ပင်ဆိုတာကဂတိသစ္စာမှန်သောအခါလွယ်မြစ်သစ်ပင်ပေါ်စီတက်၍ခြေဘက်ဝင်နေတဲ့အဲ့လိုသစ္စာဂတိရှိတဲ့အခါကျတော့လွယ်မြစ်သစ်ပင်တော်မှာပေါ်စီတက်၍ခြေဘက်ဝင်နေယခုလိုလူရတိုင်းနေဆိုတာအမတမမုံမြတ်ပါတယ်ဗျဘယ်လောက်ထိအောင်မုံမြတ်တယ်လဲဆိုတော့ဒီနေရာလေးပြောတရားပေါ်လာတယ်ဘယ်လိုလဲလို့ဆိုတော့ခုနှစ်ရသားသမီးအားလုံးပေါ့ဗျာယေရနာအိုးနဲ့စေရနာအိုးစေရနာအိုးနဲ့ယေရနာအိုးတဲ့ယေရနာစေရနာအိုးမခံလို့ရှိရင်ယေရနာအိုးခေပြီးကိုရလက်ရကိုသိလက်ဝဲကိုသိရှိတယ်တဲ့သိချယုံကြည်သမ်းပါစေရနာအိုးမခံနေနဲ့ဗျာအခုလူကလူမတို့ကစေရနာအိုးမခံတဲ့အတွက်ကြောင့်ဟောရဝေးရမီအတိကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့တော်မင်္ဂလာကြီးကိုကြွကြပါဆိုတော့ဖိတ်တာနဲ့ကွာဖိတ်တာတဲ့ယေရနာနော်ယေရနာအိုးအပြည့်ရှိတဲ့အတွက်ကြောင့်ယေရနာအိုးဖြစ်ပြီးကိုရအသိမှာပဲဗျာအဲဒါကြောင့်ကျွန်တော်တို့ဒီအရဟတတသင်္ကန်းဝတ်ပြီးတယ်ဆိုတာအမတမမုံမြတ်ပါတယ်ရှင်းထုံဆက်လာလို့ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ခုနှစ်သားသမီးအပေါ်ပြောပြရအောင်မယ်မှတ်ပြလေးတွေပေါ့နော်ခ
စိတ်ဆိုးမဲ့ကြရင်9မိနစ်အောင်ထားတယ်ဗျာဒေါသဖြစ်မဲ့ကြရင်9မိနစ်အောင်ထားဗျာနော်လောကီအလုပ်ကတော့ဘာလဲအရေးကြီးရင်ဖြည်းဖြည်းလောက်တဲ့စိတ်တော့မှအရေးကြီးရထားတယ်ဒါအမြင်မှန်လေးတွေရအောင်နော်ဒါမှတ်သားကြလေးတွေထဲပြီးတော့ဘာကြီးကြောင်းကပြောပြနေတာပါခင်ဗျာအဲ့ဒါကြောင့်အရေးကြီးရင်ဘာလဲဖြည်းဖြည်းလောက်တော့အမြင်မှန်ရတယ်ပပရံတောင်းသိမ့်လေးဖြည်းဖြည်းတရားကြီးကောတာတာအမျက်ကိုသိမ့်လေးဖြည်းဖြည်းထွက်ရ၏တဲ့အဲ့ဒါကြောင့်သတိတရားလေးတွေထားပြီးတော့ရှင်းထုံးကိုအခုဟာရှင်ပြုမင်္ဂလာပေါ့ဗျာနာသပေါ့နော်ရှင်းထုံးတာအတိုင်းလုပ်တဲ့အတွက်ကြောင့်မြတ်တာလေးပို့မယ်ဗျာနော်အလူတကာနဲ့အလူအမတို့အားလုံးဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ကိုစိတ်နဲ့ဖြာကြမ်းမာကြပါစေချမ်းသာကြပါစေဒုက္ခခါသိရင်ကျင်းချင်းရပါစေကြောက်ရခါသိကျင်းချင်းရပါစေဆိုရင်ခါသိကျင်းချင်းရပါစေဖြာပါခါသိကျင်းချင်းရပါစေအဲ့တော့သာလို့ဆိုရင်တော့သန္တရာဝတ္တဒုက္ခတော့မောဒနာထာယပပိဇံယာသာမိသန္တရာတွင်းမှာလုကင်းရပါလို့ဤတဲ့ခုကမြန်မာလူပေါ့ဗျာနော်အဲ့ဒါကြောင့်ဒုက္ခခါသိရင်ကျင်းချင်းရပါစေကြောက်ရခါသိကျင်းချင်းရပါစေတို့ရင်ခါသိရင်ကျင်းချင်းရပါစေအလုံးအန္တရာယ်ခါသိရင်ကျင်းချင်းရပါစေကုန်တည်းယဟန်ရှင်သာမဏေဖြစ်မြောက်အောင်သာချီးမြှောက်ထုတ်ပံပါသာသနာအမွေခံဧကံဖြစ်မောသာသနာအမွေခံဧကံဖြစ်မောနေဘူးတောင်းကံဆောင်နှောင်းနိုင်သည်မကြောရထံစေတနာသုံးရကြရဲ့ဒီဓမ္မရတာဖြင့်ကိုကျွေးတမယာ
Mama,
မုံပန်းတော်သာတဝါကျုံယုံလာမျိုးဆုံးကကြည်ယုံကလွတ်တင်မာ၏ရွှဲသုံးလဖြင့်ကြာရဘူးမောင်ကြီးတစ္ဆာထားခဲ့ပါသည်မျက်စိနေစုပါစေရွှဲပြောခင်စုရွယ်နုလာတဲ့စဉ်ချက်ပြကင်းရှာပြောနာရောင်ကကွမ်းတောင်လက်မတင်၍ရွှဲPele baga to maya di ba yo. Tong thona ba na ni ya bo ya ne ba. သာနာတော်မြတ်ကြီးရှင်ပြမောထုံးကားတဲ့တော့မိမိတို့ရည်တဲ့ကိစ္စသားကိုကောသူတစ်ပါးရည်တဲ့ကိစ္စသားကိုခြေပါတော်ပြိဿလာဆိုရင်တော်တို့ရှင်သာမဏေအဖြစ်ဖြစ်သူရှိမြောက်ခြင်းကိုအကြောင်းပြုအရဟံဇတ်သောသာသာသောဒီကဘောသောဝါကျမ်းဘုရားဒီမှာရပါလိမ့်မယ်ဘုရားရဲ့ညတော်ရတာသုတ်တဲ့ဘုရားကဒီနာလို့ကြာဒီကတိရတာတဲ့တဲ့ပါရတဲ့ဒါလည်းဒီဘောတင်ခြင်းတွေညကိုဖြစ်နေ
Yeah.
ဗ
ကောင်းမှုပြပြပြုကြတဲ့အခါရိုးရစင်လာမှာမပါရင်မဖြစ်တဲ့တေးဒီကြပါမြူးမြူးကြွကြွအောင်လာလာပါပါကနေကုန်ပြီလားမြမရိုးရတို့ဘက်တန်တာဘုံကြလို့ဒီဆိုရင်အခုပွေးတဲ့ကြိုက်ကင်းနဲ့လုံမလေးကိုသူ့မေလိုက်ပါလို့ညညနဲ့ခိုင်းကိုလာဆောင်းဖို့ပြလာလာလေးလိုက်ခဲ့ပါတော့အောင်ဖို့ပြပါလေရွာကာလာလူလူတိုင်းတို့မှာချီကြိုက်ရေးညာလည်းမေးလို့ဘုရားပန်းတာအောင်တွေတော့တိတိကြပါမြမရိုးရာသူကသံသာသာကောင်းမှုပြပြလိုက်ကုန်ကဝိသမင်းဘုံမှာကောင်းမှုပြပြပြုလိုက်ကုန်ကဝိသမင်းဘုံမှာနိုင်ရှင်အားသနမှုကားလို့သာအလူရှင်လူမလိုက်ကြတဲ့ဒီကလာပြပြမင်္ဂလာပြုရ
ကောင်းကောင်းလေးရဲ့จิตသေးအဖျားပြအခက်ဝေဝေစားအိုးဟေးသာသာကျူထူးမြတ်တဲ့ချိန်ပါ အာရဟံသနာနာပြည့်စုံတဲ့အာရဟံသနာဘုရားနဲ့ဒီလိုတော့ဘုရားမြတ်ဆုံးတယ်ဆိုတော့ဒါဒီတော့ဆုံးပဲဒါဒီလာကုသကာကပြင်းနေရောပါကြည့်ဆိုတော့ဥပ္ပေဆရာပါတယ်နေမကြားရတော့ညာပွားရနေကြတယ်ဒီပဲဗရိယတိပါပြောဒီအောင်ပြေးတာလည်းဒီတော့သာသနာ့ရတဲ့ဒီလိုတဲ့တော့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်ရပြီးတာလည်းဒီဝိဒ္ဓတာနာယုသမင်္ဂပြန်ဒီပါဆိုတော့ဆက်တာလည်းအလိုကျတောက်တာတော့သူတို့ဟောတာသူတို့ကပြင်းနေတယ်ကြားတယ် သေးတယ်ဘောတော့တော့သမ္မာသမ္ဗုဒ္ဓတာနမောတတ္တဘဂဝါတောသမ္မာသမ္ဗုဒ္ဓတာနမောတတ္တဘဂဝါပါပါသေးချာမံပန္တိမံပန္တိမံပန္တိ မန်ပန်းနေ မံပန္တိအနုကပ္ပ နုကံပံ ဥပါဒာယညရဲ့သူဘာမှတောင်းလို့ယောက်ျားသူတတ်သိကြရတဲ့အဖြစ်တတ္တယပိ တတ္တယ တက္ကလဝတ္တဒုက္ခနိတ္တရဏ တရားမဟုတ်ဘူးတရားရှင်ပြပင်ဝင်ပဲမနဲ့ဗန္နာရောက်ဝင်ပြီခဏနဲ့ဟုတ်တယ်ဒီကိုရှင်တို့မနဲ့အာရုံသွား9နိုင်လာတယ် ပပိသံယာဇာမိတတ္တယပိ တတ္တယတိ ဗန္တိ တန်တိ တန္တာရ တန္တာရ ဝတ္တဒုက္ခသောမောဒနာထာယပပိသံ ပပိစံ ယာဇာမိဗန္တိအရှင်မြတ်ဘုရား ရှင်ရပြ သာတော့ဘာရခြင်းအကျိုးငါပပိသံစေသာဝတိဖြစ်ကိုယာဇာမိတောင်းပါမ၏အရှင်မြတ်ဘုရားတတ္တယမိသုံးကျင်မြောက်လဲဗန္တိအရှင်မြတ်ဘုရားသာသာရဝတ္တဒုက္ခသောသန္တာတိဟုသောဝိသေယပေါင်းတယ်ဘာသာတိကေတသဗ္ဗတိဟိဘာသာတိကေတတိယောသောသောကုမေအနုဝါနေတိဝိဒသိက္ခာအတိပိတာအတိစိတ်တာအတိပညာသိက္ခာတို့ရအကျင့်နဲ့သဗ္ဗတိပြည့်စုံဘုရားပါလို့အမပါမှန်ပါလိမ့်မယ်ကံမြင့်တဲ့တရားဆရာဘုရားအရှင်ဘုရားဘုရားကဘုရားတိတော်ပေါ်၌ပြုသိပြုတိုက်သောဝတ္တရားများကိုလည်းဘုရားတိတော်ကခွတ်လွတ်ပါ၏ရှင်မြတ်ဘုရားဒီနေ့ကမှမှဘုရားတော်ပြန်ဒီလည်းကြမှာပဲပြတ်တာအထုမရှိတော့ရှိစုကုန်တော့အပေါင်းဒီယာချစ်တော်မူတော့အရှင်ဝိပတိမြတ်စွာဘုရားကဘာ
တ
ဘဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပထမဥပိသံဃာဒေတောဒီဥစ္စာဥပိ္ပဇေဆရာကိုယူသေးရတဲ့ခုနတ်တရားဟောကြားမိမှာတော်မူသောကြောင့်သင်္ကစင်းတော်သည်တဲ့ရှိဥစ္စာဥပိ္ပဇေဆရာကိုယူပြီးတော့လက်ရှိဥပိ္ပဇာရောလက်ရှိဥပိ္ပဇာရောဥပိ္ပဇာရောမိတဝါပတ္တဇေဝရံအာဇကိတပံဥပိ္ပဇေဆရာကိုယူစေပြီးတပိတ်တလုံးသုံးထဲသောသင်္ကန်းကိုတဲ့ပြောကြပြီမယ်အယံတိပါတော်ဤတင်းအရှိနဲ့ချယူထားတော့တပိတ်ပြီးတဲ့တင်ပစင်းတော်ရဲ့ကိုယ်ပင်တပိတ်ကိုရေးမှာအမှားပါအယံသံဃာတိအယံတင်းရှိနဲ့ချယူထားတော့နထသင်္ကန်းကြည့်သည်တဲ့တင်ပစင်းတော်ဤကိုယ်ပင်နဲ့ထားရှိလို့ရှိသလားမရှိဘူးလားလို့မေးလို့မယ်နော်မရှိဘူးဆိုရင်လည်းမရှိပါဗျာရောကြစင်စီဟုတ်ရဲ့လားသူတွေမနုလူသားစင်စီဟုတ်ရဲ့လားရောကြစင်စီဟုတ်ရဲ့လားနော်သူတစ်ပါးကြုံမဟုတ်ပဲရှိပါရဲ့လားပြည့်မီကင်းရဲ့လားနော်မြခစားရောကြမဟုတ်ပဲရှိပါရဲ့လားအဲ့ဒီမေးလို့ရှိရင်ရောကြစင်စီဟုတ်ရဲ့လားဥစိတ်တော်ဒီတဲ့သင်္ကစင်းတော့ဟာသူတစ်ပါးကြုံမဟုတ်ပဲရှိပါရဲ့လားအနာတော်ဒီတဲ့သင်္ကစင်းတော့ဟာပြည့်မီကင်းရဲ့လားအဲ့ဒါဆက်ကြည့်ရတာဒီဘောနာဒီဝါဒဒီဝါဒတဲ့ဆင်တော်အပေတုံးတော့ဒီလိုတင်နာပြည့်စုံနေရတာဒီနာမောဒီဒီဆင်တော်ဒီဆင်တော်ဟာနာမည်ဘယ်လိုခေါ်ပါလဲအာဘာဒီနာဘောနာမဆင်တော်ဗျာဒီလိုဒီနာကမရှိပါရဲ့ဗျာဘောနာဘောဒီဥပိ္ပဇာရောဒီဆင်တော်ဥပိ္ပဇေဆရာဒီနာမည်ဘယ်လိုခေါ်ပါလဲဥပိ္ပဇာရောသုနာနမမေပါနေတံကိုအံကိုနာဂံပတံပါရိယအာယတမတာလေနဥပိ္ပဇာယေနဧတာညတိလူတွေကကိုကယဟန္တာကြီးဖြစ်နေပြီဘုရုရှင်ကကြည့်တဲ့တွင်ရှိခိုးရတာယူတွေကသူကြည့်တယ်အဲ့ဒါကြောင့်မှတ်ထားရတယ်နော်ဒါဥဒ္ဒရာယဟန္တာကြီးတေဒီဆိုတာအဲယာယီသံဃာဆိုပဲကဖပြလိုက်တော့တယ်တောင်းကြီးရဓမ္မဒုက္ခကြောင်းတဲ့ဘုရားတော်ဆောနေတော်တော့ဘာသာဒီမှာလာဒီဇာနာဒီလိုဓမ္မဒုက္ခကြောင်းတဲ့ဒီမှာဘာသာဘာနာပဲစကားပြောနေတယ်တောင်းကြီးရဓမ္မဒုက္ခကြောင်းတဲ့ဒီသာနာမှာဒီလာဒီဆန္ဒပေါ်လို့သာနာတဲ့ဒီဆန္ဒရတော့ဒီကိုဒီတော့တယ်ဘောင်းရမှာဆိုတဲ့ဒီကုသဆုနေဒါလာမင်းနဲ့ခန္ဓာကိုယ်ကိုဒီစေဘဝတည်းလာက
What don't they
Thank you.
ကျွေးဝပြီလားသဘာဆံရေကောက်ပဲဒီနံများမြောင်းလာပါတို့တိုင်းချာသည်ရှုလေတိုင်းလည်းသာပါပြီတရားသာတာဘောကျွေးဝပြီလားသဘာဆံရေကောက်ပဲဒီနံများမြောင်းလာပါတ
ကလျာဏမိတ်အပေါင်းထိတ်ကြောင်ရစိတ်ရောကိုယ်ရောတူညီသဘောပါကလျာဏမိတ်အပေါင်းထိတ်ကြောင်ရစိတ်ရောကိုယ်ရောတူညီသဘောပါကလျာဏမိတ်အပေါင်းထိတ်ကြောင်စိတ်ရောကိုယ်ရောတူညီသဘောပါကလျာဏမိတ်အပေါင်းထိတ်ကြောင်ရစိတ်ရောကိုယ်ရောတူညီသဘောပါကဗျာသာနာကြွလာ
တနတ်စာစွမ်းကိုလူရန်ပူဇော်ရာ
ကောင်းပင်ကောင်းစေမင်္ဂလာပြုပြီးကုန်ပါမငယ်ဆန်နေတော့အချင်းမြစ်တွေပြောင်းကေသစ်စေရနာမင်္ဂလာပြုရရှိအလားငယ်ဆံများကိုပေရန်အကြောင်းမထားလို့လမ်းရောက်ခြင်းစွာကဝိညာချိန်လာအခါကောင်းပြီးကောင်းစေမင်္ဂလာပြုပြီးကောင်းအားမငယ်ဆံတဲ့အချင်းမြစ်တွေပြောင်းကေသစ်စေရနာမင်္ဂလာပြုရရှိကိုလုံးကြောကူအပြင်းစုထွက်ချက်ဝက်တဲ့ဆုံးအဖုံဖုံရောဂါကင်းဘောကမရွေးအောင်ဝေဝေစစ်စစ်အသေးဖြစ်အောင်ကေသစ်စေရနာမင်္ဂလာပြုရသာသမီရနာစိတ်ချမ်းသာကိုကြမ်းစံသာတာရှင်ရသာအစင်မနွမ်းဘုံတို့တို့တဲ့စီယသူ့မောင်ကောင်းတော်လေးရဲ့จิตသေးအပြာပြာအခက်ဝေဝေသာအိုးဟေးသာသာကျူထူမြတ်တဲ့ချိန်ဟာကေသစ်စေရနာမင်္ဂလာပြုကြချမ်းသာကိုချမ်းသာစံသာတာရှင်လမ်းဖြာအစင်မနွမ်းဘုံတို့တို့တဲ့စီယသူ့မောင်ကောင်းတော်လေးရဲ့ကျက်သေးရဲ့ဖြာပြာအခက်ဝေဝေသာအိုးဟေးဟေးသာသာကျူထူမြတ်တဲ့ချိန်ခါကေသစ်စေရနာမင်္ဂလာပြုကြဒုက္ခတော့မောတနာထာယသီလဝတိပါဝံဒုစိတ်တဝါမာနတဝါပတနာထာယသီလဝတိပါဝံဒုစိတ်တဝါမာနတဝါကရုံကတဝါယာသာမိတတိယံပိအဟံဗန္တိသန္တာရဝတ္တဒုက္ခတောမောစနာထာယသီလဝတိပါဝံဒုစိတ်တဝါမာနတဝါကရုံကတဝါယာသာမိ သ
အ
ဘုံရောက်ခြင်းဟာ မြောက်ပါရခြင်းဟာ ဗုဒ္ဓမီ အာဘုဒ္ဓမီ ပန်ကြပါပြီ တန်ကြပါ ရှ ခြင်း င်းမြတ်ဗျာ ရှင်မြတ်ဗျာ နှစ်ကြိမ်ရောက်လဲ နှစ်ကြိမ်မြောက်လဲ တာဃာတော်မြတ်၏အလယ်၌ သံဃာတော်အများကြီးရဲ့လည်းနာ ဘုံရောက်ပါရခြင်းအကျိုးဟာ မြောက်ပါရခြင်းအကျိုးမှာ ပန်ကြပါပြီ တန်ကြပါပြီ ရှင်းမြတ်ဗျာ ရှင်မြတ်ဗျာ သုံးကြိမ်ရောက်လဲ သုံးကြိမ်မြောက်လဲ တာဃာတော်မြတ် သာတောင်းဝန်ကဟတာပပတိထသံဃာတေအနုကမ္မဥပါဒါယအရှင်မြတ်ဗျာအလုံးစုံသောတန်တရားဝိညာဉ်မှာကံတော်မြောက်ရပြည့်သောနိဗ္ဗာန်ကိုမမြတ်ပုညာပြည့်တဲ့များစွာမြတ်မောပြုပါခြင်းအကျိုးမှာဘုရားတော်ပြုတော်ဤဝေလာပြုတော်ဤဓမ္မကိုယူတော်မူ၍ဘုရားတော်ပြုတော်အာတနာကောင်းတော်ဒီနောခြင်းကိုအကြောင်းပြုရစေတာမနေပြအောင်ပြုတော်မူပါဝန်ရှင်မြတ်ဗျာ ဗန္ဒီရပါရလူကြီးရငါရှင်တ
မင်းကလည်းမောင်လေးဆိုတဲ့ကောင်တက်တက်တဲ့စီကဘယ်လိုစိတ်နာမနဲ့ဖြစ်ပြီးရဖို့လားအဲ့ဒါခက်တယ်ညာနာမနဲ့ဒါတော့လည်းညာလို့ဘယ်လိုလုပ်လဲမရခဲ့ရခဲ့တာတော့သိတယ်မင်းများလို့သိတယ်ကဘာမှာကျုပ်တို့ပြည့်တယ်ကဘုရားဘာသာကနိဂတဲ့နားနေတယ်ဒီရတာနားနေတယ်ဘုရားဘာသာဟောတဲ့နေရာကကျေရတော့တော့မယ်အဲ့ဒါသိတယ်အဲ့ဒါရမယ်ကာလာသိတယ်ဒီလိုကအဲ့ဒီသိတယ်ဒီလိုသိတယ်လူတွေကတော့ဘယ်လိုလုပ်လဲကုသိုလ်ကောင်းရှိမှာကုသိုလ်ရှိမှာကုသိုလ်ကတောက်ဒီလားဓမ္မလေးကုသိုလ်ရှိမှာကအဲ့ဒါဒီဖြစ်တယ်အဲ့တော့အပေကိုအပြတ်ရတယ်လူတွေတယ်နည်းလူတွေတယ်ပြေရမှာလို့မဲ့ကိုရဖို့တယ်တရားကိုရဖို့တယ်ကလည်းဒါနပြုလို့လည်းမရဘူးဒီလားဆောက်တယ်လည်းမရဘူးကံဆောက်တယ်ဆောက်တယ်ညံ့နေတော့ညံ့တော့ဒီပါလားဒီပါလားအဲ့ဒါကိုဒါနပြုတယ်လည်းအဲ့ဒီကြောင့်ဒါဒီကြောင့်တော့အဲ့ဒီပြောကြတာမလဲဒီကအမျိုးသမီးတွေလည်းညမမရဘူးဒီအမျိုးသားတွေလည်းသိပြီးတာဒီပြီးကြတာအဲ့တော့အမျိုးသမီးတွေလည်းဒါနလည်းပြောင်းဒီလည်းပြရအဲ့ဒါဘာလို့လဲပေါ့အမျိုးသားတွေကရှင်းနေပြီလို့ပေါ့အဲ့ဒါဒါနလည်းပြောတယ်တတ်တော်ဘာသာနဲ့တဲ့တရားတွေဆိုတော့ဘယ်လေးကတော့မလာမကရဒီနဲ့တူတွေကိုလိုက်ရတယ်ငါဘယ်ရတဲ့ပုံမှာနေရတယ်ဒီဘုံမှာနေဘယ်တော့မှကြက်တယ်အဲ့တော့ခဲရတယ်အဲ့ဒါအပယ်ဒီပြောကြမြင့်တော့ဘာလို့လဲစတဲ့လူတို့သူတွေပြပြလို့ဘာလို့လဲပဲဒါနိဗ္ဗာန်ရောက်တဲ့ကြက်ဒီမှာလည်းတော့တော့ပြည့်ပြည့်ကြဘယ်တော့ပြန်မလို့နေတာပရိယာဝိနဲ့ကြာကြာတော့ရကြရသွားရတာဒီကြာဒီ6ရပြည့်ရတာဘယ်တော့ပြန်မလို့ဘာကိုရကပန်းနာရဲ့ဘေးလို့နားတယ်ဘယ်လိုပန်းနာလို့ဒီအာယုပဲမလိုက်ကြဘူးအာယုကအာယုကိလေသာကအာယုဖြားရနေတာအဲ့ဒါယူပါသတ္တဝါတွေရတဲ့ဘုဒ္ဓကြီးအာယု၅ပါးနဲ့ပတ်သက်တဲ့ကြည့်ရမှာဟုတ်ကဲ့နားနေပြီနားနေပါတော့အာဟုကောင်းကောင်းဒုက္ခကိလေသာတွေကိလေသာတော့ကိလေသာတို့ရဲ့အကျိုးများကိုရောရောအမျိုးမဖက်သုဘိကဒီကနေ့ဒီတော့ဘာသာကုသိုလ်ကြီးတာလေဘာသာကုသိုလ်တာလေဘုရားဥစ္စာရှိယူတိတော့ကာမတက္ကတာညာမီဝရကဟုတ်ကဲ့တို့ကုသိုလ်ကောင်းမှုကိုဒီလိုရနာဒီလိုရတော့ပုဂ္ဂိုလ်တ attva မရှိအဲ့ဒါအမှန်မှန်ချပုဂ္ဂိုလ်တ attva ကိုအောင်းကြည့်ခန္ဓာကိုယ်နဲ့ကြည့်နော်ခန္ဓာကြည့်အဲ့ဒါကဘာလို့လဲအဲ့ဒါနာရလို့ဒီလိုတိုင်းပြန်လို့ရတယ်အခုကလည်းလူနာပြရတယ်လူနာလည်းပြရတယ်ဘောရည်ကမှဒီနေ့ကြည့်လို့ပါကဲအဲ့ဒါဒီကဲတော့ကောင်းလို့ဒီကနာအဲ့ဒါတော့ဘုရားကကြည့်ဘုရားကြည့်ရတာစေနာဒါဝိရိယပညာကြည့်တော့နားတယ်နဲ့ဒီလိုဘာလဲတရားတော်နာရဟောတယ်တော့နာရဟောတယ်ဟုတ်တယ်တော့ဒီလိုတော့
သုံးရသောသာနာတော်မြတ်သည်ဝါဤသာသမာဓိပညာသိက္ခာသုံးရတို့ဖြင့်သုံးရသမာဓိကာတော်ဘုရားသာနာတော်မြတ်သည်စီရန်အမြင်များများနားတော်ရှင်ကြသာတိုင်းအောင်တေတုအဝိဇ္ဇာမောင်ဖြင့်တေရီလေးဝိဝိဝိရမသည်